အခုရပန်ရသည်ဥတော်လေ့ကျင့်ခန်းလုပ်နေလူတော်တော်လေးကောင်းစားစီရဗျအမနဲ့နဲ့ဆယ်လာမိုးတွေထရွာလိုက်ပြီးတော့လို့ရှိရင်နေတွေပြန်ပူလာလိုက်နဲ့အိုက်ဆက်ဆက်ဆူဖြစ်နေတဲ့ရာသီဥတုမှာဆိုလို့ရှိရင်ခန္ဓာကိုယ်တစ်ခုလုံးကလေးလံထိုင်မှန်ပြီးတော့မှလေ့ကျင့်ခန်းလုပ်ပေါ့ဒီနေ့တော့ငါလေ့ကျင့်ခန်းကိုမလုပ်တော့ဘဲနဲ့ skip လုပ်လိုက်ရမလားဆိုတဲ့ခံစားချက်မျိုးတွေရှိနေပြီဆိုရင် Andes Masterclass အခုလိုရာသီဥတုမျိုးမှာကျွန်တော်ခန္ဓာကိုယ်ကလေးလံပြီးတော့မှလေ့ကျင့်လို့ဖို့ပြင်းနေတယ်လို့ခံစားရခြင်းဟာဆိုလို့ရှိရင်ညဘက်ကအေးမောလို့ဒါမှမဟုတ်လို့ရှိရင်လေကိုယ့်ရဲ့ခက်ခွန်းစွမ်းတွေကြာနေလို့မဟုတ်ဘူးဗျဒါကတော့ကျွန်တော်ရာသီဥတုကကျွန်တော်တို့ပေးတဲ့ပြင်းရည်သမီးလို့ပြောလို့ရပါတယ်အခုလိုမျိုးမိုးရဒီမှာဆိုလို့ရှိရင်မိုးရတော့မယ်ဆိုလို့ရှိရင်လေဖိအားနေရဝမ်းကြာလာတယ်ပြီးတော့မှကျွန်တော်ပတ်ဝန်းကျင်မှာရှိတဲ့ဆိုထိုင်းစားကလည်းမြင့်တက်လာတယ်ဗျဆိုထိုင်းစားမြင့်တက်လာပြီးခုလိုချင်းနေမျိုးရောက်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်သွေးကြောလေးတွေကကျဲလာတယ်ဒါကြောင့်မို့သွေးကြောလေးကျဲလာတဲ့ခါမှာဆိုလို့ရှိရင်ကျွန်တော်သွေးကြောတွေကနေစဉ်အုံနောက်တွေကိုပို့တဲ့အောက်ဆီဂျင်ကလည်းပိုပြီးနည်းလာတယ်။ဒါကြောင့်မို့အုံနောက်တွေအောက်ဆီဂျင်ပို့တာနည်းလာပြီဆိုလို့ရှိရင်တော့ခန္ဓာကိုယ်ကပြင်းရည်ခြင်းကိုခံစားရပါတယ်ဗျ။ဒီပြင်းရည်ခြင်းဟာကျွန်တော်ရဲ့ခန္ဓာကိုယ်ထဲမှာအားမရှိလို့ဒါမှမဟုတ်လို့ရှိရင်လည်းအေးမွားလို့တော့မဟုတ်ဘူးဗျ။အခုလိုရာသီဥတုကြောင့်ခန္ဓာကိုယ်ကြီးကလေးလံထိုင်မှန်ပြီးတော့မှပြင်းနေတယ်ဆိုလို့ရှိရင်ပုံမှန်လေ့ကျင့်ခန်းကိုမိနစ်60လောက်လုပ်တဲ့လူတွေမှာဆိုလို့ရှိရင်နိုင်ဝက်လောက်နေမလုပ်နိုင်တော့ဘူးဆိုမှရက်လက်ရလေးရှိပါတယ်ဗျ။အဓိကတော့အခုလိုမျိုးဖြစ်ခြင်းမှာဆိုလို့ရှိရင်တော့ခန္ဓာကိုယ်အတွက် CNS လို့ခေါ်တဲ့ Central Nervous System ကိုပြန်ပြီး reset ချမှာဖြစ်ပါတယ်။ဒီပြင်အခုလိုမျိုးချိန်မျိုးမှာဆိုလို့ရှိရင် endurance လို့ခေါ်တဲ့ခန္ဓာရည်တွေကို train ဖို့မဟုတ်ဘူးဗျ။ကျွန်တော်တို့ဒီရဲ့ခန္ဓာကိုယ်ရဲ့ Central Nervous System ပြန်ပြီးတော့မှ နိုးထဖို့ဆိုလို့ရှိရင်တော့ခန္ဓာကိုယ်ရဲ့စိတ်ပျော်ရွှင်မှုကိုပေးနိုင်တဲ့ adrenaline hormone ကို spike ဖြစ်အောင်ပြန်ပြီးလုပ်ရပါမယ်။ဘယ်လိုလုပ်ရမလဲဆိုတာကြည့်အောင်။ခုလိုရာသီဥတုကြောင့်လေးလံထိုင်မှန်ပြီးပြင်းနေတယ်ဆိုလို့ရှိရင်တော့အခု15မိနစ်စာ momentum head လေးကိုစပြီးလုပ်ကြည့်အောင်နံပါတ်1အင်ကိုရောက်တာနဲ့ထိုင်ငုံပေါ်မှာလုံးဝမထိုင်လဲပါနဲ့ကျွန်တော်တို့ငကိုရီးယားမှာခန္ဓာကိုယ်လေးလံပြီးတော့မှထိုင်မိုင်းနေပြီးတော့မှပြင်းနေတာကိုထိုင်ငုံပေါ်မှာထိုင်ပြီးအနားယူလိုက်တယ်ဆိုလို့ရှိရင်တော့ရာသီဥတုကကိုယ်ကိုအနားယူသွားလိမ့်မယ်ဗျနံပါတ်2ခန္ဓာကိုယ်ရဲ့အခုလိုလေးလံနေတာကကျွန်တော်ခန္ဓာကိုယ်ထဲမှာရှိတဲ့အယိုးစစ်ရည်လေးတွေကငြိမ်နေလို့ပဲဖြစ်ပါတယ်ဒီချိန်မှာဆိုလို့ရှိရင်တော့ခန္ဓာကိုယ်ကအယိုးစစ်လေးတွေကိုပိုပြီးလှုပ်ရှားသွားလာဖို့ဆိုလို့ရှိရင် dynamic stretching တွေလုပ်လို့ရပါတယ်ဗျ arm circle လုပ်တာတို့ body twist လုပ်တာတို့စတာကိုအနည်းဆုံး3မိနစ်လုပ်ပေးပါပြီးတော့လို့ရှိရင်တော့နံပါတ်3အရန်ပြင်းထန်တဲ့လေ့ကျင့်ခန်း3ကိုရွေးလိုက်ပါဗျ burpees လုပ်မလား squat jump လုပ်မလားဒါမှမဟုတ်ရှင် mountain climber လုပ်မလားဒီလေ့ကျင့်ခန်းတွေကိုစက္ကန့်20အားကုန်လုပ်မယ်ပြီးတော့လို့ရှင်တော့စက္ကန့်40နားယူလိုက်ပါဒါကို၄ကြောကနေ၅ကြောအထိလှုပ်လိုက်တယ်ဆိုလို့ရှင်တော့ကျွန်တော်ခန္ဓာကိုယ်ကနေစိတ်ကိုပျော်စေတဲ့ဟော်မုန်းတွေထွက်လာတဲ့ပြင်ခုနကပြင်းနေတာကိုတိုက်ထုတ်ပေးမယ်ခန္ဓာကိုယ်ပိုပြီးစိတ်လှုပ်ရှားစေတဲ့ adrenaline hormone တွေကလည်း spike ဖြစ်သွားတဲ့အခါမှာဆိုလို့ရှင်ပြင်းရည်ခြင်းကပျောက်သွားမှာဖြစ်ပါတယ်ဒါကတော့15မိနစ်စာဟဲ့လေးပါကျွန်တော်ရဲ့ fitness 360 plus training နဲ့ကျွန်တော်ရဲ့ shape up training မှာဆိုလို့ရှင်ခုလိုပြင်းနေဆိုလို့ရှင်တော့စိတ်ဓာတ်ကိုပိုပြီးတက်ကြလာစေဖို့အတွက် HIIT training ကိုပိုပြီးသုံးလို့ရှိပါတယ်ဒါကြောင့်မို့တော်တော်များများလေ့ကျင့်ခန်းလုပ်ပြီးသွားရင်လူကိုပွင့်ထွက်သွားတာပဲလို့မြင်ပြလို့ရှိပါတယ်ဗျဒါကြောင့်မို့ခုလိုမျိုးမိုးရွာလိုက်နေပူလိုက်နေဆိုတိုင်းတဲ့ရာသီဥတုမှာကျွန်တော်တို့ခန္ဓာကိုယ်ကလေးလံပြီးပြင်းနေတာကိုကျွန်တော်ရာသီအေးကောင်စောင့်နေမယ်စားကိုယ့်ရဲ့ Central Nervous System ကိုပြန်ပြီး reset လုပ်တဲ့ technique လေးကိုသိသွားပြီလို့ထင်ပါတယ်ဒီလိုသိသွားပြီဆိုလို့ရှိရင်တော့လေ့ကျင့်ခန်းလုပ်တဲ့အခါမှာပို့ပြီးတော့မှခွန်အားတွေရှိပြီးတော့မှပြင်းရည်ခြင်းဆိုတာပျောက်သွားမှာဖြစ်ပါတယ်ဗျတကယ်လို့အရင်ပြင်းနေပြီးတော့မှလုံးဝပွင့်ထွက်အောင်ခံစားရနေဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ Fitness 360 plus training နဲ့ Shape Up training ကို join မှုဖိတ်ခေါ်လိုက်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ် see you ပါခင်ဗျာ